အားလုံးပဲမင်္ဂလာပါခင်ဗျာ Listen in the Kitchen မိဖို့ထဲမှာနားဆင်မှာ podcast အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီအစီအစဉ်ကစားတောက်ဘေးအန္တရာယ်ကင်းရှင်းရေးစားတောက်သိပ္ပံနဲ့အာဟာရဗေဒအကြောင်းအရာတွေကိုလက်တွေ့ကြကြနဲ့နေ့စဉ်မိဖို့ကြောင်းဝင်နေရတဲ့အိမ်ရှင်မတွေအသုံးချနိုင်မဲ့ပုံစံမျိုးနဲ့တင်ဆက်ပေးနေတာဖြစ်ပါတယ်အဲ့ဒါတွေကတော့မြေကြီးတွေကနေရတဲ့အာလူးကစုံဥဘလော့ပီနံရေစာဥနဲ့ပိန်းဥတို့ဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကလေးရောလူကြီးတွေပါအလွန်ကြိုက်ကြတဲ့အာလူးကြောင်းကျော် French fries နဲ့အာလူးကျော် potato chips တွေအကြောင်းလည်းပါပါတယ်ကျွန်တော်တို့ဘာဝင်းညင်မှာလူတွေပြောနေကြတာရှိပါတယ်အာလူးအဟောင်းတွေညှိုးနေတာတွေခြောက်နေတာတွေကအန္တရာယ်ရှိတယ်အာလူးကိုအခွန်မခွာဘဲနဲ့အခွန်မှာထည့်ချက်ဖြစ်နိုင်ရင်အခွန်မှာစားတာကမှကျန်းမာရေးနဲ့ပုံညီညွတ်တယ်ဘလော့ပီနံဥကအာလူးထက်ပိုပြီးတော့အာဟာရပြည့်ဝတယ်စိတ်ချရတယ်အာလူးကြော်ဆိုတာကအာလူးကနေရတာပဲမို့လို့စီနဲ့ဘလောက်ပဲကြော်ကြော်အာဟာရတန်ဖိုးတွေရှိတယ်ဆိုတာမျိုးတွေကိုကြားကြရပါလိမ့်မယ်ဒါပေမဲ့အစားအသောက်သိပ္ပံပညာရှုထောင့်ကကြည့်ရင်တော့သတိထားရမယ့်အချက်များစွာရှိနေပါတယ်ဒီနေ့အာလူးရဲ့အန္တရာယ်ရှိနိုင်ခြေအားလုံးအခြားမြေထဲကထွက်တဲ့ဥစားပင်တွေမှာရှိတဲ့အလားတူအန္တရာယ်တွေဒါတွေကိုစနစ်တကျဘယ်လိုသိမ်းဆည်းမလဲဘယ်လိုချက်ပြုတ်မလဲဆိုတဲ့နည်းလမ်းတွေမိသားစုဘေးကင်းအောင်ကာကွယ်ဖို့အတွက်ရှင်းလင်းတဲ့မြေထဲကရတဲ့ဥတွေနဲ့ပတ်သက်တဲ့စည်းကမ်းချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးပူအိုက်ဆွတ်ဆိုတဲ့ဒေသတွေအတွက်အဲ့ဒီချက်တွေကပို့ပြီးတော့အရေးကြီးပါတယ်မြေကြီးတွေကရတဲ့ဥတွေရဲ့ရိတ်သိမ်းချိန်နောက်ပိုင်းရှင်သန်မှုကိုစပြီးတော့ကြည့်လိုက်ကြအောင်။ဥစားပင်တွေကတူးဖော်ပြီးတဲ့နောက်မှာလဲအသက်ရှင်နေစေဖြစ်ပါတယ်။စားတောက်သိပ္ပံပညာရှင်တွေရဲ့အမြင်အရကတော့အာလူးနဲ့အခြားဥစားပင်တွေဟာတည်နေတဲ့အစားတောက်တွေလုံးဝမဟုတ်ပါဘူး။သူတို့ဟာအသက်ရှင်နေသေးတဲ့အပင်တစ်ခုရဲ့အစိတ်ပိုင်းတွေသာဖြစ်ပါတယ်။မြေကြီးတွေကတူးထုတ်ပြီးတဲ့နောက်မှာတော့သူတို့ကအသက်ရှူနေကြစေဖြစ်ပါတယ်အလင်းရောင်အပူနဲ့စိုးထိုင်းစားတွေကိုတုံ့ပြန်နေကြတော့ဖြစ်ပါတယ်အဲ့ဒါတွေရဲ့သဘာဝရည်ရွယ်ချက်ကတော့စွမ်းအင်တိုးလောင်မှုနဲ့အခြေအနေပေးရင်ပြန်လဲပေါက်ဖွားဖို့အမြဲတမ်းတာဆူနေတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကသူတို့ကိုပူအိုက်တဲ့နေရာပတင်းပေါက်တွေအနားမှာဒါမှမဟုတ်အကြာကြီးသိမ်းထားတဲ့ခါမှာသူတို့ကိုကာကွယ်ဖို့အတွက်ကိုကျွန်တော်တို့ defense chemical လို့ခေါ်တဲ့ခုခံကာကွယ်ရေးဓာတုပစ္စည်းတွေထုတ်လုပ်တတ်ကြပါတယ်။အဲ့ဒီနေရာမှာပဲလူသားတွေအတွက်စားသုံးတဲ့အခါအန္တရာယ်တွေစတာဖြစ်ပါတယ်။အာလူးကတော့အသုံးအများဆုံးဖြစ်ပြီးတော့အထင်မြင်အလွဲမှားဆုံးဖြစ်တာကြောင့်သူ့ကိုစပြီးပြောချင်ပါတယ်။အိမ်မှာတွေ့လာရမယ်အာလူးနဲ့ပတ်သက်တဲ့သတိပေးလက္ခဏာတွေကအာလူးတွေအခွန်စိမ့်လာတာအညောင်တွေထွက်လာတာရတာခါတက်တက်ဖြစ်လာတာနဲ့ပျော့ဖတ်သွားတာမျိုးဖြစ်ပါတယ်ဒါတွေကပုံမှန်မဟုတ်ပါဘူးအန္တရာယ်ရှိတဲ့အချက်ပြမှုတွေပါအာလူးမှာ glycocolloids လို့ခေါ်တဲ့အဆိပ်ဓာတ်တွေပါဝင်နေပါတယ်ဒါတွေကအလင်းရောင်ထိတွေ့တာအကြာကြီးသိမ်းထားတာနဲ့အညောင်ထွက်တဲ့ဖြစ်စဉ်တွေကြောင့်ပိုပြီးတော့များလာတတ်ပါတယ်သတိပြုဖို့ကအာလူးတွေစိမ့်လာတဲ့အခါမှာအဲ့ဒီအာလူးပေါ်ကအစိမ်းရောင်ကကလိုရိုဖီလ်ဓာတ်ကိုဖော်ပြတာဖြစ်ပြီးတော့ကလိုရိုဖီလ်ကသူကိုယ်တိုင်အစိမ့်မရှိပေမဲ့သူ့ကြောင့်ဆိုလာနင်းအဆိပ်ဓာတ်မြင့်တက်လာတာနဲ့ဒွန်တွဲနေတာကိုသတိထားစေချင်ပါတယ်ဆိုလာနင်းဆိုတာဘာလဲဘာဖြစ်လို့အန္တရာယ်ရှိရလဲဆိုလာနင်းဆိုတဲ့ဓာတ်ကအစာချေစနစ်နဲ့အာရုံကြောစနစ်ကိုထိခိုက်စေနိုင်ပါတယ်ခါတဲ့အရာသာဟာဆိုလာနင်းရဲ့အစောဆုံးသတိပေးချက်ဖြစ်ပါတယ်ပြုတ်အန်တာဝမ်းလျှောတာခေါင်းကိုက်တာတွေဖြစ်နိုင်ပါတယ်မှတ်သားဖို့ကဆိုလာနင်းကအပူဒဏ်ကိုခံနိုင်ပါတယ်ပြုတ်တာကြောတာဖုတ်တာတွေကအဲ့ဒီစိတ်ကိုမဖျက်ဆီးလိုက်နိုင်ပါဘူးအခွန်နှွာယုံနဲ့လည်းစိမ့်နေတဲ့အာလူးကိုဘေးကင်းအောင်မလုပ်နိုင်ပါဘူးပြီးတော့အညှောင့်ထွက်လာတာဟာအာလူးရဲ့ဇီဝကမ္မဆိုင်ရာသတိပေးချက်တစ်ခုဆိုတာကိုမမေ့ကြပါနဲ့အညှောင့်ထွက်လာရင်အာလူးကအစားအစာကနေမျိုးစေ့တစ်ခုဖြစ်အသွင်ပြောင်းလဲသွားပါတယ်
အာဟာရဓာတ်တွေကုန်ခန်းသွားပြီးတော့အစိတ်ဓာတ်တွေပဲပိုများလာပါတယ်အညှောင်းတွေကိုလုံးဝမစားသင့်ပါဘူးပြီးတော့မှုန်နဲ့ပိုးမွှားအန္တရာယ်ရှိပါသေးတယ်အတွင်းထဲမှာပုတ်နေတာဒါမှမဟုတ်အပြင်ကမမြင်ရတဲ့မှုန်တွေလည်းရှိနေနိုင်ပါတယ်ပျော့နေရင်ဒါမှမဟုတ်အနံဆိုးတွေထွက်နေရင်နှမျောမနေဘဲနဲ့လှီးထုတ်မနေဘဲနဲ့တလုံးလုံးစွန့်ပစ်လိုက်တာပိုကောင်းပါတယ်ပြီးတော့အာလူးကိုအခွန်မှာစားတင်သလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်အာဟာရဓာတ်တွေအရာအခွန်မှာအမြင့်ဓာတ်ပိုတက်ဆီယမ်နဲ့ဗိုက်တာမင်အချို့ပါလို့အကျိုးရှိတာမှန်ပါတယ်ကျွန်တော်တို့ရခိုင်မြောက်ဦးဘက်ကိုရောက်တော့ကအဲ့ဒီမြောက်ဦးဘက်မှာထွက်တဲ့သူတို့ရခိုင်လိုအာလူးချီလို့ခေါ်တဲ့အာလူးလေးတွေဟာကျွန်တော်အရန်ကြိုက်တဲ့အစားအစာဖြစ်ပါတယ်အဲ့ဒီအာလူးချီတွေဟာအခွန်မခွာဘဲနဲ့ချက်ပြီးတော့စားရတဲ့အမျိုးအစားဖြစ်ပါတယ်ဒါပေမဲ့အစားအသောက်ပြဲနဲ့ကင်းရှင်းအယူဆတွေအရအာလူးရဲ့အခွန်မှာအစိတ်ဓာတ်တွေပိုးသက်ဆေးအကျွင်းကြံတွေနဲ့အခြားဘက်တီးရီးယားတွေစုဝေးတဲ့နေရာလဲဖြစ်နေနိုင်ပါတယ်အာလူးကလက်ဆက်တယ်တင်းရင်နေတယ်စိတ်မနေဘူးအညှောင်လည်းမထွက်ဘူးအရသာလည်းခါမနေဘူးဆိုရင်တော့တေချာဆေးပြီးတော့အခွန်ပါစားနိုင်ပါတယ်ဒါပေမဲ့အာလူးတွေတင်းထားတာကြာလို့ဟောင်းသွားရင်ဒါမှမဟုတ်စိမ့်နေတာကိုမြင်ရရင်အခွန်နှွာရုံနဲ့မရပါဘူးတလုံးလုံးစွန့်ပစ်လိုက်တာပိုကောင်းပါတယ်ဆက်ပြီးတော့ကစုံအကြောင်းကြည့်ကြအောင်ပါကစုံမှာတော့အာလူးလိုမျိုးဆိုလာနင်းဓာတ်မပါပေမဲ့ဆိုထိုင်းစားများရင်ဘက်တီးရီးယားနဲ့မှုတွေဝင်ဖို့အလားအလာပိုများပါတယ်ပျော့နေရင်အနံ့ချင်းနေရင်ဒါမှမဟုတ်မှုတက်နေတယ်လို့ထင်ရင်လုံးဝမစားပါနဲ့အဲ့ဒီမှုကထွက်တဲ့အစိတ်တွေဟာချက်ပြုတ်လိုက်ရုံနဲ့လည်းမပျက်စီးနိုင်လို့ဖြစ်ပါတယ်ပီလောပင်နံကလည်းကျွန်တော်တို့မြန်မာပြည်မှာအများကြီးတွေ့ရပါတယ်ပလောပင်နံဟာလည်းကျွန်တော်တို့အစားအသောက်ဆက်မှုကုန်ချမ်းအဖြစ်အသုံးပြုနိုင်တဲ့နည်းလမ်းများစွာရှိနေတဲ့အတွက်အကြီးအကျယ်စိုက်ကြပါတယ်မြန်မာနိုင်ငံသားမကပလောပင်နံဟာထိုင်းမှာလည်းအကြီးအကျယ်စိုက်ပျိုးတာကိုတွေ့နိုင်ပါတယ်ပလောပင်နံကဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်ဆိုတဲ့အဆိပ်ကိုထုတ်လုပ်နိုင်ပါတယ်တူးဖော်ပြီးချင်း2ရက်3ရက်အတွင်းချက်ပြုတ်တာကအကောင်းဆုံးဖြစ်ပါတယ်သူကလည်းအာလူးတို့ကစုံဦးတို့လိုမျိုးပဲအရသာခါနေရင်အဲ့ဒါဟာအဆိပ်ရှိတဲ့လက္ခဏာဖြစ်နေလို့ချက်ချင်းစွန့်ပစ်ဖို့အကြံပြုလိုပါတယ်ပလောပီနံဥကိုအစိမ်းလုံးဝမစားသင့်ပါဘူးပြီးတော့ကျွန်တော်တို့ယမ်လို့ခေါ်တဲ့မြေစာအုပ်အကြောင်းပါမြေစာအုပ်မှာလည်း alkaloid ဓာတ်တွေပါလို့တေချာကြက်အောင်ချက်သင့်ပါတယ်အစိမ်းလုံးဝမမီးပါနဲ့မစားပါနဲ့နောက်ကျွန်တော်တို့ဟင်းညိုချက်တောက်ကြတဲ့မုန့်လို့စားကြတဲ့ပိန်းဥပါတာရိုလို့ခေါ်ပါတယ်ပိန်းဥမှာတော့ရာရန်စေတဲ့ကယ်လ်ဆီယမ်အောက်ဆလိတ်ပုံဆောင်ခဲတွေပါတတ်လို့ပိန်းဥကိုချက်ရင်အပြည့်အဝကြက်အောင်ချက်ရပါမယ်မကြက်တရက်စားမိရင်လေချောင်းရာရန်တာလေချောင်းဆက်ဖြစ်တာမျိုးခံစားရနိုင်ပါတယ်အပေါ်ကပြောခဲ့တဲ့ဥစားပင်အားလုံးတွေဘေးကင်းလုံခြုံတဲ့သိမ်းဆဲနည်းကိုဆက်ပြောပါမယ်အကောင်းဆုံးခြေနေကတော့အေးရမယ်မှောင်နေရမယ်ခြောက်သွေ့ရမယ်လေဝင်လေထွက်ကောင်းတဲ့နေရာလည်းဖြစ်ရမယ်ရှောင်းရမှာတွေကလေလုံနဲ့ပလတ်စတစ်အထဲကိုထည့်မသိမ်းပါနဲ့အပူနဲ့နီးတဲ့နေရာမှာမထားပါနဲ့ပြီးတော့အဲ့ဒီဥတွေကိုနည်းနည်းချင်းစီပဲဝယ်ပါအများကြီးဝယ်ပြီးသိမ်းမထားပါနဲ့ပြီးတော့ပုတ်နေတဲ့တလုံးတွေ့ရင်အခြားလုံးတွေကိုကူးဆက်နိုင်တာဖြစ်တဲ့အတွက်ပုတ်နေတာတွေ့ရင်တခြားလုံးတွေကူးသွားပြီလားဆိုတော့အရင်ကြည့်ပါမကူးသေးဘူးဆိုရင်အဲ့ပုတ်နေတဲ့အလုံးတွေကိုရွေးထုတ်ပြီးတော့ချက်ချင်းလွှတ်ပစ်လိုက်ပါပြီးတော့အပေါ်ကပြောခဲ့တဲ့အာလူးကြော်တွေပိန်းဥကြော်တွေအကြောင်းဆက်ပြောရမယ်အဲ့ဒီဥတွေကကျွန်တော်တို့အပူချိန်အမြင့်နဲ့ကြော်လိုက်တဲ့အခါမှာအခရီလာမိုက်ဆိုတဲ့ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်တစ်မျိုးထွက်လာပါတယ်အယောင်ရင်းရင်းကျွတ်ကျွတ်ရွရွအာလူးကြော်တွေမှာအဲ့ဒီဓာတ်ပိုများပါတယ်မှတ်သားထားဖို့ကတော့အာလူးပြုတ်တစ်လုံးမှာ80ကယ်လိုရီလောက်ပဲရှိပေမဲ့အာလူးကြော်ထုတ်တစ်ထုပ်မှာကယ်လိုရီ900လောက်ထိရှိနိုင်ပါတယ်ဒါကြောင့်အာလူးကြော်တွေကိုရွှေအိုရောင်တန်းလာတဲ့အဆင့်မှာပဲရက်တင်ပါတယ်အညူရောင်ပြောင်းတဲ့အထိမကြော်သင့်ပါဘူးပြီးတော့လူသားတွေအတွက်ကျွန်တော်တို့မရှိမဖြစ်ပရိုတင်းဓာတ်နဲ့ဂုဏတော်ကဥတွေနဲ့ဆက်ဆက်နေပုံကိုပြောပြစီကျွန်တော်တို့အိမ်မှာအမြဲစားနေတဲ့အာလူးပလောပီနံပိန်းဥမြေစာဥတွေမှာ
protein ဓာတ်ဘယ်လောက်ပါတယ်လဲပေါ့နော်ပြီးတော့ဘယ်လောက်ရည်သွေးရှိတယ်လဲဆိုတာဟာလေ့လာထားသင့်ပါတယ်စားသောက်သိပ္ပံနဲ့အာဟာရဗေဒရှုထောင့်ကကြည့်လို့ရှိရင် protein ဟာပမာဏ quantity ထက်အဲ့ဒီ protein ရဲ့ရည်သွေး quality ကပိုအရေးကြီးတယ်လို့ဆိုပါတယ် protein ကို amino acid တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်အဲ့ဒီထဲမှာ essential amino acid 6 မျိုးရှိပါတယ်သူတို့ကဘာဖြစ်လို့မရှိမဖြစ်နေရတယ်လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်က protein ကိုသူ့လိုမထုတ်လို့နိုင်ပါဘူးဒါကြောင့်အစားအသောက်ကနေပဲ protein ဓာတ်ကိုရအောင်စားပေးရပါတယ်အဲ့ဒီ amino acid တွေကခန္ဓာကိုယ်ကြီးထွားဖို့ကိုယ်ခံအားကောင်းဖို့ကြွက်သားတွေကိုထိမ့်သိမ်းထားဖို့နဲ့ကျွန်တော်တို့အုံနောက်တွေကျန်းမာဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်အဲ့တော့အာလူးတွေပလောပီနံနဲ့မြေစာဥတွေပိန်းဥတွေက protein ပါဝင်တဲ့အစားအစာလားဆိုတာကိုကြည့်ရပါမယ်သိပ္ပံနည်းကြအမျိုးအစားခွဲခြားပြီးပြောမယ်ဆိုရင်တော့သူတို့ကအပြည့်အဝမပါပါဘူးသူတို့မှာကစီဓာတ်ကာဘိုဟိုက်ဒရိတ်ကပိုပြီးတော့များပါတယ်ဒါပေမဲ့စိတ်ဝင်စားကြကောင်းတာကတော့သူတို့မှာတချို့ protein ဓာတ်တော့ပါပြီးတော့အဲ့ဒီတချို့ဥရိယရတဲ့ protein ဓာတ်ဟာအရည်သွေးတော်တော်လေးမြင့်မားနေတာကိုတွေ့ရပါတယ်အာလူး100 g မှာ protein က2 g လောက်ပဲပါပါတယ်နည်းတယ်လို့ထင်ရပေမဲ့သိပ္ပံနည်းကြကြည့်ရင်အာလူးမှာပါတဲ့ protein ကမရှိမဖြစ် amino acid တွေအတော်လေးမျှတာပါတယ်အထူးသဖြင့်ဆန်နဲ့ဂျုံတွေမှာနည်းနည်းလေးပဲပါလေးရှိတဲ့ lysine ဓာတ်ပါဝင်မှုကပိုကောင်းပါတယ်အပင်အတွက်အစားအစာတွေထဲမှာအာလူး protein ကိုကျွန်တော်တို့ high biological value ဇီဝတန်ဖိုးမြင့်မားတဲ့အုပ်စုထဲမှာထည့်ထားကြပါတယ်ဒါကြောင့်အာလူးက protein လိုအပ်ချက်ကိုတစ်ခုတည်းနဲ့မဖြည့်ဆည်းပေးနိုင်ပေမဲ့အခြားအသားငါးပဲစားတာတွေနဲ့တွဲစားလိုက်လို့ရှိရင် amino acid ရရှိမှုကိုအများကြီးအထောက်အကူပြုပါတယ်ပလောပီနံကအာလူးထက် protein နည်းပါတယ်100 g မှာ1 g လောက်ပဲပါပါတယ်သတိထားဖို့ကတော့ပလောပီနံကိုပဲအဓိကစားပြီးတော့အခြား protein ဓာတ်တွေကိုတွဲမစားဘူးဆိုရင်ကလေးတွေရဲ့ကြီးထွားမှုကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်သူက energy ပေးဖို့အတွက်ပဲအားကိုးရတဲ့ဥဖြစ်ပါတယ်မြေစာဥရဲ့ protein ကတော့အာလူးနဲ့ဆင်တူပါတယ်ပမာဏအဖြစ်တော့ 1.5 g ကနေ2 g ဝန်းကျင်လောက်ပါပါတယ်ဒါပေမဲ့အာလူးလောက်တော့ခန္ဓာကိုယ်ကအဲ့ဒီ protein ကိုစုပ်ယူရတာမလွယ်ပါဘူးသူကလည်းအားဖြည့်ပေးတဲ့အဆင့်မှာပဲရှိပါတယ်ကျွန်တော်တို့ protein complementation လို့ခေါ်တဲ့ protein ဓာတ်ဖြည့်ဆွတ်ခြင်းရဲ့အဓိကတော့ချက်ကိုဆက်ပြောအောင်ပါ protein complementation ဆိုတာတွဲဖက်စားသုံးခြင်းကိုပြောတာဖြစ်ပါတယ်အကောင်းဆုံးတွဲဖက်မှုတွေကတော့အာလူးကိုပဲမျိုးမျိုးနဲ့တွဲစားပါပလောပီနံကိုလည်းမြေပဲဒါမှမဟုတ်ငါးနဲ့တွဲစားပါဘယ်ဥမဆိုပဲမျိုးမျိုးနဲ့တွဲစားတာပို့ပြီးတော့ protein ဓာတ်ပို့ရပါတယ်အဲ့လိုတွဲစားလိုက်တဲ့အခါမှာ amino acid တွေကတစ်ခုနဲ့တစ်ခုကိုဆက်အားဖြည့်ပေးပြီးတော့ရှိနေတဲ့ protein ရဲ့အရည်အသွေးကိုပါမြင့်တက်သွားစေပါတယ်အဲ့တော့ကျွန်တော်တို့ချက်ပြုတ်ပုံတွေကရော protein ပေါ်မှာဘယ်လိုသက်ရောက်မှုရှိသလဲအကောင်းဘက်ကကြည့်ရင်တော့ပြုတ်လိုက်တာနဲ့ပေါင်းလိုက်တာက protein အစာချေရလွယ်ကူစေတဲ့ချက်နည်းမျိုးဖြစ်ပါတယ်အဆိုးဘက်ကကြည့်ရင်တော့ရေထဲမှာအကြာကြီးပြုတ်ပြီးတော့အဲ့ရေကိုသွန်ပစ်လိုက်ရင် amino acid တွေကရေထဲမှာပါသွားပြီးဆုံးရှုံးနိုင်ပါတယ်အပူချိန်အရမ်းမြင့်တဲ့စီထဲမှာထည့်ကြော်တာကလည်း protein ဓာတ်ကိုပျက်စီးစေနိုင်ပါတယ်အနှစ်ချုပ်လိုက်ရင်တော့အာလူးက protein ဓာတ်နည်းပေမဲ့အရည်အသွေးကောင်းတဲ့အပင်ထွက် protein ဖြစ်ပါတယ်အခုတော့ကျွန်တော်တို့ဒီ plant based protein တွေကခစ်စားလာတာဖြစ်တဲ့အတွက်အာလူးပဲမျိုးမျိုးအခြားမြေရထွက်တဲ့ဥတွေအဲ့ဒါတွေကိုကျွန်တော်တို့အစားအသောက်သိပ္ပံပညာရှင်တွေကအာရုံစိုက်ပြီးတော့သုတေသနတွေအများကြီးလုပ်နေကြပါတယ်ပလောပီနံက protein နည်းတဲ့အတွက်အခြားအသားငါးပဲတွေနဲ့မဖြစ်မနေတွဲစားသင့်ပါတယ်မြေစာဥကတော့အာဟာရကိုအတန်ငယ်ထောက်ကူပြုပေမဲ့ protein အတွက်တော့မလုံလောက်ပါဘူးကျွန်တော်တို့အိမ်ရှင်မတွေချက်ပြုတ်သူတွေသိထားတဲ့နာကအဲ့ဒီအပေါ်ကဥစားပင်တွေကစွမ်းအင်ကိုပဲအဓိကပေးပါတယ် protein နဲ့ပြေဝဖို့အတွက်ကအခြားအစားအစာတွေနဲ့တွဲဖက်ပြီးတော့စားရပါမယ်စားစာကိုတမျိုးတည်းမဟုတ်ဘဲနဲ့စုံလင်အောင်စားသုံးဖို့ကကျွန်တော်တို့မိသားစုတွေရဲ့ကျန်းမာရေးကိုအကောင်းဆုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်အရေးကြီးဆုံးပိုင်းကိုထပ်ပြီးတော့ပြောပြစီအ
ပေါ်ကဥတွေဥစားပင်တွေဟာစိမ့်နေလို့ရှိရင်အညှောက်ထွက်နေရင်ခါတက်တက်အရသာဖြစ်နေရင်ပျော့နေရင်မှုတ်တက်နေရင်အချင်နဲ့နေထွက်နေရင်အဲ့ဒါဟာစားဖို့မသင့်တော်ပါဘူးအာလူးနဲ့ဥစားပင်တွေအားလုံးကအဖိုးတန်တဲ့အာဟာရတွေဖြစ်ပေမဲ့သိသိပုံမှားရွံ့တာနဲ့ချက်ပြုတ်ပုံမှားတာနဲ့ကျန်းမာရေးအတွက်အမြဲဖြစ်သွားစေနိုင်ပါတယ်ဒီနေ့နားထောင်လိုက်ရတဲ့အကြောင်းအရာတွေကသင်မိသားစုနဲ့သင်ပတ်ဝန်းကျင်အတွက်တန်ဖိုးရှိတယ်လို့ထင်ရင်ဆက်လက်ပြီးတော့ဖြန့်ဝေပေးစီကြပါတယ်မိဖို့ထဲမှာနားဆင်ပါ Listen in the kitchen အစီအစဉ်ကိုနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်အားလုံးဘေးရန်ရကင်းရှင်းပြီးတော့ကျန်းမာကြပါစေကျွန်တော်ဝနကျော်ပါ